ဝန်သွားပြီးတိုင်းကြံနေတယ်လို့ခံစားရတာမကုန်သေးတယ်လို့ခံစားနေရတာဟာဦးမကြီးမှာအလုံးအဖုလေးတွေဖြစ်နေတဲ့သူတွေမှာကြုံတွေ့ရတတ်တဲ့လက္ခဏာများတဲ့ကတခုပါအဲ့လိုလူတွေမှာတခါတလေဝမ်းသွားတဲ့အခါသွေးတွေလည်းပါတတ်ပါတယ်ကျွန်တော်တို့စားလိုက်သမျှအစားအစာများကိုအစာချေစနစ်မှတဆင့်လိုအပ်တဲ့အာဟာရများကိုစုပ်ယူပြီးနောက်အစိတ်တောက်များမလိုအပ်တာများကိုဦးမကြီးစီစွန့်ထုတ်ပေးပါတယ်အသေးကြောက်ကက်နဲ့အခြားကလေးစားများမှခန္ဓာကိုယ်အတွက်မလိုအပ်တဲ့အစိတ်တောက်တွေကိုလည်းခန္ဓာကိုယ်ပြင်ကိုစွန့်ထုတ်နိုင်ဖို့ဦးမကြီးစီကိုပဲပို့ပေးပါတယ်ဒါကြောင့်ဦးမကြီးဆိုတာခန္ဓာကိုယ်အတွက်အစိတ်တောက်တွေစွန့်ပစ်ပစ္စည်းတွေကိုပဲတည်ပိုးထားရတဲ့လမ်းကြောင်းကြီးဖြစ်နေပါတယ်ဝမ်းကျုပ်တဲ့သူများဆိုရင်ကြာသိုးလောင်ထားရလို့ပိုဆိုးပါတယ်အစိတ်တောက်များတည်ရတာကြာလာတဲ့အခါဦးမကြီးလမ်းကြောင်းတစ်လျှောက်မှာအဖုအကျိတ်အလုံးလေးတွေချစ်လာပါတယ်အတီးရွက်စားနေပြီးအစိတ်တောက်ဖြစ်စေမဲ့အစားအစာတွေအသားတွေပိုစားများတဲ့သူတွေရဲ့ဦးမကြီးလမ်းကြောင်းဆိုရင်ပိုဖြစ်များပါတယ်အဲ့ဒီအဖုအလုံးလေးတွေရှိနေတာကြောင့်ဝမ်းသွားပြီးရဲ့အခါဝမ်းကြံနေသေးတယ်လို့တခုခုကြံနေသေးတယ်လို့ခံစားရစေပါတယ်အဲ့ဒီအလုံးအကျိတ်လေးတွေပေါက်ပြဲသွားတဲ့အခါမှာလည်းတွေးထွက်တတ်ပါတယ်ဒီဦးလန်းကြောင်းပေါ်ကအဖုအလုံးလေးတွေဟာအချိန်ကြာလာတဲ့အခါကင်ဆာကိုလည်းမျိုးပြောင်းသွားတတ်လို့အရေးကြီးပါတယ်ဒါကြောင့်လက္ခဏာခံစားနေရတယ်ဆိုရင်အဲ့ဖုအလုံးလေးတွေမြ мян ပြောက်ဖို့စ조사သင့်ပါပြီဦးမကြီးကိုတန်ရှင်းစေဖို့အတွက်နဲ့အဖုအလုံးလေးတွေမြ мян ပြောက်သွားစေဖို့အတွက်ဆိုရင်အမြင့်တက်များတဲ့အစားအစာတွေကိုစားပေးတာနဲ့ကန်းစော်စီကိုတစ်နေ့ကိုထမင်းစားစုံတစ်စုံစီအစာမစားခင်မှန်တောက်ပေးတာကအကောင်းဆုံးပါအမြင့်တက်များတဲ့အသီးရွက်များဟာဦးလန်းချောင်းတစ်လျှောက်ကိုအမိုက်လဲပေးတယ်လို့လဲကျင်းပေးတာကြောင့်ဦးလန်းချောင်းကိုတန်ရှင်းစေတဲ့အပြင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရတွေလည်းအများကြီးရစေပါတယ်ကန်းစော်စီကိုမှန်တောက်ပေးတာကတော့အစာအိမ်ဦးလန်းချောင်းနဲ့ကလိစာမှာဖြစ်နေတဲ့ဖြစ်တတ်တဲ့အဖုအကျိတ်နာများကိုပျောက်အောင်မဖြစ်သေးရင်မဖြစ်အောင်ကာကွယ်ပေးနိုင်လို့ပါဒီဗီဒီယိုလေးကဦးမကြီးကင်ဆာကိုကာကွယ်ခြင်းနဲ့မိတ်ဆွေတွေအတွက်နဲ့ဝမ်းကြံတယ်လို့ခံစားနေရတဲ့မိတ်ဆွေများအတွက်အကျိုးအများကြီးရှိမယ်လို့ယုံကြည်ပါတယ်ဗျာမိတ်ဆွေရဲ့သူငယ်ချင်းများသိအောင်လဲဒီပုံးကိုမျှဝေပေးဖို့တောင်းဆိုပါရစေအရောနောက်ကင်းစင်နဲ့ကန်းစော်စီစစ်ကိုဝယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံတဝန်းအိမ်ရောက်ငွေချေနဲ့ပို့ဆောင်ပေးနေတာဖြစ်လို့အသေးစိတ်ကိုစာပို့ပြီးဖြစ်ဖုန်းဒါမှမဟုတ်ဘိုင်ဘာကနေဖြစ်မေးလို့ရပါတယ်အားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေဗျာ